United အတွက် Premier League မှာဂိုးဖန်တီးမှုအများဆုံးတင်နိုင်ခဲ့တဲ့ Bruno Fernandes United ကိုမျက်ရည်နဲ့နှုတ်ဆက်ခဲ့တဲ့ Casemiro နဲ့ Declan Rice ကို Bruno Fernandes နဲ့လာမရှင်ဘာနဲ့ဆိုတဲ့အကြောင်းလေးကိုတင်ဆက်ပေးချင်ပါတယ်။ကဲအားလုံးမင်္ဂလာပါ United Show နေပြန်လည်ကြိုဆိုပါရစေ။ United ရဲ့ပြိုင်ပွဲဟာ Champions League ဝင်ခွင့်ရဖို့ကြိုးစားနေရတဲ့အသင်းတွေမဟုတ်တော့ပဲ Bruno ရဲ့စံချိန်တစ်ကိုတင်နိုင်ဖို့ကြိုးစားနေတဲ့အသင်းတွေနာဖြစ်ပါတော့တယ်။ဒါကြောင့်ညတော့ကစားခဲ့တဲ့ United နဲ့ Nottingham Forest တို့ရဲ့ပွဲစဉ်ဟာဆိုရင်ထင်တော့မလွယ်ဘူးခဲ့ပါဘူး။အသင်းကောင်းဆောင် Bruno Fernandes ရဲ့ခြေစွမ်းပြောင်းမှုနဲ့အတူတူ United ဟာ 3-2 ဆိုတဲ့ရလဒ်နဲ့အတူနိုင်ပွဲဖော်ဆောင်နိုင်ခဲ့ပါတယ်။ဒါဖြစ် Bruno Fernandes ကလည်းစံချိန်တွေတင်ခဲ့တဲ့ Henry နဲ့ Divan တို့ရဲ့စံချိန်ကိုလိုက်မိခဲ့တဲ့ပွဲလေးတစ်ပွဲလေးဖြစ်ပါတယ်။ညတော့ကစားခဲ့တဲ့ United ရဲ့ပွဲဟာဆိုပုံမှန် United ရဲ့ပွဲကိုကြည့်ပြီးခံစားရတဲ့ feeling နဲ့လုံးဝမတူပါဘူး။ပုံမှန်ဆိုရင် United နိုင်ရင်ပျော်နေကြပြည်သက်တွေကညက Nottingham Forest နဲ့ပွဲပြီးမှပြည်သက်တွေခဏတာငြိမ်သက်သွားခဲ့ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ Bruno ဒီပွဲမှာ Premier League တစ်လျှောက်စံချိန်တင်နိုင်ခဲ့တဲ့ Henry နဲ့ Divan တို့စံချိန်ကိုလိုက်မိသွားခဲ့လို့ပဲဖြစ်ပါတယ်။တစ်ဖက်မှာလည်း Casemiro ကို Old Trafford မှာနောက်ဆုံးမြင်ခဲ့ရတဲ့ပွဲစဉ်လေးတစ်ပွဲလေးဖြစ်ခဲ့တဲ့ပွဲစဉ်တစ်ပွဲလုံးမှာ Bruno ကကောင်းခဲ့ပေမဲ့ကြံကစားသမားတွေကလိုက်မမီနိုင်ခဲ့လို့စံချိန်တစ်မတင်နိုင်မဲ့စံချိန်လိုက်မီုံနဲ့တာကျင်းလာခဲ့ရပါတယ်ပထမပိုင်းမှာတော့ Bruno ကိုယ်တိုင်ကလည်းတိမ်ပတ်ခဲ့ပေမဲ့လို့နောက်ဒုတိယပိုင်းမှာ Bruno ကောက်လာတဲ့အချိန်မှာဘယ်သူမှလိုက်မီခဲ့ဘူးစီကီနဲ့ဒူဂူရာအဲလုံးတွေဝင်ခဲ့မယ်ဆိုရင် Bruno ကစံချိန်ကိုလိုက်မီတော့တယ်မကောက်ဘူးစံချိန်တစ်ပါထပ်တင်နိုင်ရခုတော့အမ်ဘူမူရဲ့တွင်းကိုလေးနဲ့စံချိန်ကိုလိုက်မီနိုင်အောင်ပဲရှိရတယ်။ Casemiro ကလည်းဒီဘက်မတိုင်ခင်ကလေးကကွင်းထဲအချောင်းနဲ့ပရိသတ်တွေကိုနှုတ်ဆက်နေခဲ့တာဖြစ်ပြီးကွင်းထဲမှာတူဘောလုံးထိတဲ့အချိန်မှာလည်းကွင်းထဲကပရိသတ်တွေကလည်းတကွင်းလုံးအားပေးလာကြပါတယ်။တူလူသားရတဲ့အချိန်မှာသူဟာမျက်ရည်တွေနဲ့နှုတ်ဆက်ခဲ့ပြီးထွက်သွားခဲ့ပါတယ်။တကယ်ကိုရတဲ့မျိုးစုံခံစားရတဲ့ပွဲလေးဖြစ်ခဲ့တဲ့ဆက်ရပြရတဲ့ပြောမလို့ငွေမလို့နဲ့ပွဲရတော့တော်တော်လေးကိုကြည့်ကောင်းပါတယ်။ Bruno Fernandes က PFA ဆုကိုရတာထူးဆန်းကြီးမဟုတ်ပါဘူး။ဒါကြောင့်ကျွန်တော်ပြောချင်တာက Declan Rice ကို Bruno Fernandes နဲ့လာမရှင်မိဖို့ပဲပြောချင်တယ်။အဲ့လိုလာရှင်မိနေရင်တော့ Arsenal ဖန်တွေအတွက်အလွန်ရှက်ဖို့ကောင်းတယ်နော်။ဒီကစားသမားနှစ်ယောက်ကိုနှိုင်းရှင်ကြည့်မယ်ဆိုရင် Declan Rice ကပေါင်100ကျော်တန်တာဟုတ်တယ်အဲ့ဒါညင်းလို့မရဘူး။ပြီးတော့ Declan Rice ကနေရာစုံမှာကစားနိုင်တယ်။ဒါလည်းညင်းလို့မရဘူး။သူကတကယ်ကိုရည်ချစ်ရှိတဲ့ကစားသမားလည်းဖြစ်တယ်။ဒါပေမဲ့ဒီယာဒီမှာ Bruno Fernandes